ပစ္စည်းတစ်ခုခုကို 3D CAD software တွေမှာ design ဆွဲရတာပို့ပြီးတော့လွယ်ကူလာတယ်ပေါ့နော်အခုဆိုရင် AI generate လုပ်ပြီးတော့ကျွန်တော်တို့ 3D design တွေကိုframe ချတာတွေ base design ဆွဲတာတွေကိုတော်တော်များများအသုံးပြုလာကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကိုဆွဲလိုက်တဲ့အလန်းစား design ကြီးတွေကတကယ်စက်ရုံရောက်တဲ့အခါထုတ်လို့ရရန်ခက်ခဲနေရင်ဒါမှမဟုတ်ကုန်ကျစရိတ်အဆမတန်များနေဘယ်လိုလုပ်မလဲကျွန်တော်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက် DFM သို့မဟုတ် Design for Manufacturing ဆိုတာရှိလာပါတယ်ကျွန်တော် DFM ကို simple definition ဖွင့်ရမယ်ဆိုရင် easy to manufacture ထုတ်လုပ်ဖို့လွယ်ကူအောင်လုပ်ထားတာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ DFM ဆိုတာဘာလဲဘာကြောင့်အရေးကြီးရလဲဆိုတာရှင်းပြပေးတော့မှာဖြစ်ပါတယ် DFM က PC တစ်ခုကိုပုံစံလာရုံ professional ဖြစ်အောင်လုပ်ပေးရုံနဲ့မကဘူးစက်ရုံမှာ manufacturing process တွေကိုအလွယ်ကူဆုံးအမြန်ဆုံးဈေးအသက်သာဆုံးထုတ်လုပ်နိုင်အောင်လုပ်ပေးတဲ့ technology တစ်ခုဖြစ်တယ်ပေါ့နော် DFM ရဲ့ component တွေထဲမှာ main ကတော့ design process ပေါ့နော်ကျွန်တော် product designer တွေတို့မဟုတ် industrial designer တွေဆွဲထားတဲ့ design တွေကိုစက်ရုံမှာထုတ်ဖို့အတွက်လွယ်ကူအောင်လုပ်ပေးတာပေါ့လိုအပ်ခဲ့သည်ရှိတော့ကျွန်တော် simulation တွေလုပ်ရမယ်ဥပမာ FEA တို့ဥပမာထားပါတော့ကျွန်တော် drop test ဒီ product က drop test လို့ရှိရင် drop test ဆက်တာတော့ပါတော့ပေါ့ဥပမာမြင်အောင်ပြောမယ်ဆိုရင်တော့ architect နဲ့ civil engineer ပေါ့နော်ကျွန်တော် architect ကကြတော့ industrial design ပေါ့နော် architect က design ဆွဲလိုက်တယ်တကယ်အပြင်မှာဆောက်ရတဲ့ဟာကကြတော့ civil engineer ပဲဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ DFM က civil engineer ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောရမယ်ကျွန်တော် design ဘိုင်းကကြတော့အနုပညာနည်းနည်းပါတယ်ပြီးတော့ကျွန်တော် user interface တွေ product color choice တွေကိုအဲ့ဒါ marketing နဲ့ညှိပြီးတော့စဉ်းစားကြတာဖြစ်ပါတယ်ပြီးတော့ product ရဲ့ component တွေကိုကျွန်တော်တက်နိုင်တဲ့မြဈေးလျှော့အောင်လုပ်တာကျွန်တော်အစိပ်ပိုင်းတွေကိုတက်နိုင်တဲ့မြ in house ထုတ်နိုင်အောင်လုပ်တာတို့ကိုယ်စက်ရုံမှာထုတ်တယ်ဆိုရင်တခြားကျွန်တော်တို့ OEM တွေကိုအားကိုးစရာမလိုတော့ဘူးအဲ့လိုမျိုးလုပ်တာပေါ့နော်အဲ့လိုမျိုးချုံချတာ PC cost saving လုပ်တာတွေအဲ့ဒါ DFM process မှာပါဝင်ပါတယ် DFM design process ကိုကျွန်တော် SolidWorks ထဲမှာအနည်းငယ်ရှင်းပြသွားမှာဖြစ်ပါတယ်လိုက်ကြည့်ပေးပါ DFM ကိုကျွန်တော်ရှင်းပြဖို့အတွက် design process မှာဆွဲထားတာပေါ့နော် SolidWorks ထဲမှာဥပမာထားပါတော့ဒီမှာကျွန်တော်ဒီမှာ base plate ရှိမယ်ဒီမှာ screw ၄ခုရှိမယ်ဒီမှာ plate ရှိမယ်ပြီးတော့ဒီမှာ block ရှိမယ်ပေါ့နော်အဲ့ဒါကျွန်တော်1 2 3 4 4ခု component 4ခုလိုပါပြီအဲ့ဒါကျွန်တော်ဒီလိုလုပ်လိုက်ရင်မရဘူးလားကြည့်ရင်ကျွန်တော် screw လည်းမလိုတော့ဘူးကျွန်တော်ထုတ်ဖို့ manufacture လုပ်ဖို့အတွက်နှစ်ခုပဲလိုတော့တယ် rod တစ်ခုရယ်ဒီမှာ base plate တခါတည်းဆက်ပြီးသွားပြီဒီမှာဒီအောက်ဂေးဆော်တာတော့ပါတော့ဗောနော်ဒါကျွန်တော်ပေါင်းလိုက်လို့ရှိရင်ကျွန်တော် screw တွေသုံးစရာမလိုတော့ဘူးဒါက simple DFM ရဲ့ design process တစ်ခုပဲဗောနော်အဲ့ကြရင်ကျွန်တော်တို့ screw အတွက်ဝယ်စရာမလိုတော့ဘူးဈေးတွေ short လို့ရမယ်ဒါက A7 ပဲ A7 ပြပေးတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့ shipping နဲ့ packaging ပေါ့နော်ကျွန်တော် product ကိုဘယ်လိုထုတ်ပိုးရမလဲကျွန်တော် delivery ပို့ရင်ဘယ်လိုလွယ်မလဲပေါ့နော်ကျွန်တော်အခု product က delivery ပို့မယ်ဆိုရင်ဘယ်လိုထုတ်ပိုးရမလဲဥပမာထားပါတော့ pallet ပေါ်မှာတင်မှာလားဒါမှမဟုတ်ဒီတိုင်းcat to နဲ့ပဲထုတ်မှာလားပြီးတော့ air wet တွေသုံးမှာလား product ကပျက်စီးလွယ်လားဘာလားပေါ့နော်အဲ့လိုမျိုးတွေစဉ်းစားတဲ့ဟာ DFM ထဲမှာပါပါတယ်ပြီးတော့ customer လက်ထဲကိုချောချောချူချူရောက်ဖို့အတွက်ဘယ်လိုလွယ်ကူအောင်လုပ်မလဲဆိုတာအဲ့ဒါတွေပါဝင်ပါတယ်ဒီနေ့တော့ဒီလောက်နဲ့ပဲပြိတ်ကြတာပေါ့